မိမရဲ့ယောက်ျားဘာဖြစ်တာလဲဒီမှာမိမရဲ့မိမနဲ့တားနာစားဖို့အတွက်ကိုလေမုတ်တဝဲလာတဲ့မိမရဲ့အမလေးယောက်ျားရဲ့အများကြီးချစ်သွားပြီမာအော်ဒါနဲ့မိမတားရောပဲသွားလဲရှင့်တားကတော့ထုံးစံတိုင်းမို့ဟဲ့သူတကယ်ချင်းလာခေါ်လို့လိုက်သွားပြီမိမမင်းရဲ့တားကိုလည်းနည်းနည်းဆုံးမထားအောင်နော်ကျမလည်းဆုံးမတာပဲဆုံးမလို့မှမရတာယောက်ျားရဲ့ရှင့်တားဆုံးမလည်းတခုမှကြံပြန်ပြောနေတယ်အေးမိမဒီတစ်ခါငါဆုံးမလိုက်မယ်အေးဆုံးမလိုက်ပါဟဲ့အော်ဟိုမှာတားပြင်းလာပြီယောက်ျားရဲ့ဟဲ့တားဘာဖြစ်လာပြန်ပြီလဲဘာမှဖြစ်ပါဘူးတားမင်းအဲ့လိုမပြောရဘူးလေဖေဖေတို့ကလည်းဘာမှမသိဘူးတားဘာလုပ်လို့လဲဟဲ့တားနင့်ဖေအဲ့လိုမပြောရဘူးလေနင်ငါလောက်တော့နာတော့မယ်မေနဲ့ဖေဖေတို့ကလည်းတားဆိုပြောမယ်ဆိုတာကြီးပဲတားမင်းမဟုတ်တာလို့လို့ဖေဖေနဲ့မေနဲ့မင်းဆုံးမမင်းနားထောင်လေအခုတားဘာလုပ်နေလို့လဲအော်ဘာလုပ်နေလဲဟုတ်လားမင်းအပေါင်းအသင်းနဲ့ပျက်စီးနေတယ်လေမင်းမသိဘူးလားဘာမှပျက်စီးနေလို့လဲဖေတို့ကလည်းတပ်ပါတငယ်ချင်းနဲ့အေးအေးပေါင်းသင်းနေတာလေအေးမင်းပေါင်းသင်းနေတဲ့တငယ်ချင်းတွေကပျက်စီးနေလို့ဖေဖေကပြောတာပြောဗျာပြောတားတော့ပေါင်းပါပဲမိုးလင်းပြီးဆိုတာတော့ထွက်တယ်ခေါင်းထဲမှာလည်းမိဘကူညီမယ်ဆိုတော့တစ်စက်မှမရှိဘူးအော်ဖေဖေတို့ကလည်းအဲ့ဒါဆိုရင်လည်းအလုပ်သမားပဲခေါ်လိုက်ပေါ့ဟဲ့တားနေရိုင်းရည်လားမိဘပြောနေတာဟောက်မော့အဲ့ဒါကြောင့်မလို့အိမ်မှာမနေချင်တာသွားပြီတားဟဲ့တားဘယ်သွားမို့လဲအော်ဒီတားပြောင်းတော့ခက်နေပါပြီဟဲ့အော်ယောက်ျားရှင်လည်းပြင်ပန်းနေတာဆိုတော့နားလိုက်တော့လေပြီးတော့လို့ဆိုရင်အဲ့ဒီမုတ်တွေလည်းရှင်မန်းစားလိုက်တော့နော်ရပါတယ်မိမရဲ့ရော့မိမန်းစားလိုက်ပါအော်အေးအမလေးယောက်ျားရဲ့ရှင်ကိုကျွန်မတန်နာလိုက်တာမေတားဘာဖြစ်ပြန်ပြီတော့တားပတ်စံနဲ့လိုနေလို့ဟဲ့တားမေလေးဆိုပတ်စံမရှိရတားရဲ့ဒါနဲ့မင်းကဘယ်လောက်လိုရလဲ3သိန်းအမလေးဟဲ့3သိန်းတော့ဘယ်လိုလုပ်သွားရှိမှာလဲဟဲ့နင်ကအဲ့3သိန်းနဲ့ဘာလုပ်မလို့လဲဟာမေတို့ကလည်းဆက်စုပြန်ပြီဘာလုပ်ပေါ့ပေးဆိုရင်ပေးလိုက်ပေါ့မေကလည်းအော်တားရဲ့ပတ်စံတော့အများကြီးမင်းဒီမှာမှမရှိတာမမေရဲ့လက်ဆွရှိတယ်မဟုတ်လားရောင်းလိုက်ပေါ့မမေရဲ့ဟဲ့တာဒီလက်ဆွမင်းဖြစ်ွယ်ပြထားလက်ဆွဟဲ့မသိဘူးဗျာပေးဟဲ့ဘာမှမသိဘူးသွားပြီအာဒီတားတယောက်နဲ့ခတ်နေပြီဟဲ့အမလေးဟဲ့ငါယောက်ျားပြန်လာငါ့ကိုတတ်တော့မှာပဲငါသိချင်ပါတယ်မိမမင်းသားပြန်မလာသေးဘူးလားအေးဟုတ်တယ်ပြန်မလာသေးဘူးယောက်ျားရဲ့ဒါနဲ့လေကျမရှင့်ကိုပြောကြရှိရဲ့ယောက်ျားရဲ့အေးပြောလေမိမမျက်နှာလည်းမကောင်းပါလားဟုတ်တယ်ရှင်သားကျမရဲ့လက်စွပ်ကိုယူပြေးသွားပြီယောက်ျားရဲ့ဘာဟုတ်တယ်ယောက်ျားရဲ့ယောက်ျားစိတ်မဆိုးပါနဲ့နော်အေးပါကွာဘယ်တက်နိုင်မလဲဟဲ့ခင်မမြိုင်ဘာဖြစ်လာလဲဟဲ့နင့်သားလေရောင်းစားခံလိုက်ရတယ်တဲ့အမလီဖီယာရေယောက်ျားအေးမိမရေဘယ်တက်နိုင်မလဲအေးဟုတ်တယ်ငါလည်းစိတ်မကောင်းဟဲ့အော်ဒါနဲ့ငါပြန်တော့မယ်နော်ဟဲ့ဟုတ်ကျေးဇူးပါမမြိုင်ဒေါ်လေးမြိုင်ကျေးဇူးပါနော်အော်အေးပါငါသွားပြီနော်